ဒီနေ့မှာတော့ရှေ့ရဗီဒီယိုတစ်ပုဒ်မှာကျွန်တော်ပြသထားတဲ့ဗီဒီယိုတစ်ပုဒ်ထည့်ယူနဲ့ဗီဒီယိုရဲ့အချင်းချုပ်ကိုတခါတည်းတက်ပြီးတော့ထုတ်ပြီးတဲ့မိုက်ကလေး AI အကြောင်းကိုရှင်းပြပေးမှာပါဒီကောင်ကိုအသုံးပြုဖို့အတွက် Google ပေါ်သွားပြီးတော့မိုက်ကလေး AI လို့ချိန်ရှာပေးရမှာပါရှာပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ပါထားသလိုမျိုးပေါ်လာပါလိမ့်မယ်အဲ့ဒီခါမှာဒီကောင်ကလေဒီကလေးထုတ်လို့ရတဲ့ voice over လေးထုတ်လို့ရတဲ့ပုံတော့YouTube ဗီဒီယိုတွေကိုလည်းတခါတည်းတန်းပြီးတော့ download ဆွဲပြီးတော့ထည့်ပြီးရီကော့လုပ်လို့ရတယ်ပေါ့နော်။နောက်ပြီးဒီကောင်ကမြန်မာလိုရှင်းပြပေးထားတာမလို့နားမလည်မအောင်စိတ်ပူစရာမလိုပါဘူး။ဒီကောင်ကိုဘယ်လိုအသုံးပြုရမလဲဆိုတာတစ်ချက်ကြည့်လိုက်အောင်။ကျွန်တော်တို့ပထမအဆုံးဗီဒီယိုရီကတ်ထုတ်မယ်ပေါ့နော်။အဲ့ဒီတော့ဒီကောင်မှာပါတဲ့ရီကတ်ထုတ်မယ်ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါအခုလိုပေါ်လာပြီဆိုလို့ရှိရင်ဒီကောင်က2မိနစ်နဲ့3မိနစ်ကြာအတွင်းမှာရှိတဲ့ဗီဒီယိုတွေကိုအကြည့်ရှုပြီးတော့ပြန်ထုတ်ပေးတာပါဒီကောင်က create လက်စားပါတယ်ကျွန်တော်ပြထားတဲ့နေရာလေးမှာကျွန်တော်တို့ရီကတ်ထုတ်ဖို့အတွက်ဗီဒီယိုတစ်ပုဒ်ထည့်ပေးရမယ်ပေါ့နော်ကျွန်တော်ဒီကောင်လေးကိုရွေးလိုက်တယ်ပေါ့နော်ဒီကောင်လေးရွေးပြီးတော့